မော်ရိုကိုနဲ့ရင်ဆိုင်ဖို့နောက်တစ်ဆင့်တက်လှမ်းသွားတဲ့နယ်သာလန်ကဲပြည်သက်ကြီးတို့ရေ2026ကမ္ဘာဖလားအုပ်စု F ရဲ့နောက်ဆုံးအဆုံးဖြတ်အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့နယ်သာလန်နဲ့တူနီရှားတို့ရဲ့ပွဲဟာကန်ဆတ်စီးတီးစတေဒီယမ်မှာအကျိတ်အနယ်ရှင်ပြိုင်ကစားခဲ့ပြီးတော့3ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့နယ်သာလန်အသင်းအနိုင်ရရှိပြီးအုပ်စုပထမနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့ပါတယ်ဒီပွဲမှာနယ်သာလန်အသင်းဟာပွဲစကတည်းကဒရက်ဆက်ဖိအားပေးကစားခဲ့ပြီးပွဲချိန်3မိနစ်မှာတင်ဒန်ဖရိုင်းရဲ့ညာတောင်ပံဖြတ်တင်ဘောကနေတူနီရှားအသင်းကောင်းဆောင်စီကီရီကကိုမှားသွင်းမိရာကနေအဖွင့်ဦးဆောင်ကိုရရှိခဲ့တာပါဒါရင်မကသေးပဲ4မိနစ်ကြာပွဲချိန်9မိနစ်မှာတော့အန်တိုင်းရဲ့ဖန်တီးပေးမှုကိုဘရော်ဘီကအပိုင်ပိတ်သွင်းပြီးဒုတိယမြောက်ဦးဆောင်ကိုချက်ချင်းထပ်မံရယူပေးခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့တူနီရှားအသင်းဘက်ကလည်းအကောင်းဆုံးပြန်လည်ကစားပြီးပွဲချိန်54မိနစ်မှာမာစတိုရီကခေါင်းတိုက်ပြီးခြေပေါက်ကိုတကူပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်ဒါကိုနယ်သာလန်အသင်းကပွဲချိန်62မိနစ်မှာဗန်ဟက်ကီတတိယမြောက်အနိုင်ကိုအရယူကတူနီရှားရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့နယ်သာလန်အသင်းဟာဂျပန်အသင်းထက်2မှတ်အသာနဲ့ Group F ရဲ့အုပ်စုပိုအဖြစ်32သင်းအဆင့် Knockout Stage ကိုတက်ရောက်သွားပြီးမော်ရိုကိုအသင်းနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။တူနီရှားအသင်းကတော့10ချိန်အထိဂိုးကန်သွင်းပြီးအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့ဒီရှုံးနိမ့်မှုကြောင့်ကမ္ဘာဖလားပြိုင်ပွဲကနေစိတ်ပြက်လက်ပြက်နဲ့လမ်းခွဲနှုတ်ဆက်ခဲ့ရတာပဲဖြစ်ပါတယ်။ကဲပြည်သက်ကြီးတို့ရောနောက်တစ်ဆင့်မှာရင်ဆိုင်ရမယ်နယ်သာလန်နဲ့မော်ရိုကိုပွဲစဉ်မှာရောဘယ်အသင်းကနိုင်သွားမလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြအောင်နော်။